မင်္ဂလာပါကျွန်တော်တစ်ခုပြောချင်လို့ပေါ့နော်ဒီဗီဒီယိုလေးလုပ်လိုက်တာပေါ့အစိုးနေနားထောင်ပြီပေါ့နော်လူဆိုတာမတင်မရှင်းလုပ်လို့ရတယ်ကြိုးစားရတယ်အားထုတ်ရတယ်ပြည့်တဲ့စိတ်ကိုလုံးဝခေါင်းနဲ့ထဲမထားနဲ့ပြည့်တဲ့စိတ်ကိုမွေးတဲ့လူဟာတက်ကြည်လာတဲ့အမျှဆင်းရဲမှုတွေနဲ့ဒီလေလုံးလုံးရညာနေနေမနေဘူးရှာဘူရှာရဲ့ပြလို့လည်းညာဝေးစီဒီညာစီအပေါ်လို့စီဒီကိလာရာစီဒီကိလာရာညာတူတာစီမတေမချက်လို့ရတယ်လူတိုင်းပဲအကောင်းနဲ့မြဲမြဲမှတ်တာကျွန်တော်အဲ့ဒါလေးပြောချင်လို့